ကလေးမလေးတယောက်ကကလေးပီပီဖြူစင်တန်ရှင်းတဲ့စိတ်ထားနဲ့ငကားကြီးရဲ့ခေါင်းကိုလှမ်းကြည့်ခဲ့တယ်။ငကားကြီးကမျက်လုံးပိတ်ပြီးသူမကိုအရန်ချစ်ရတဲ့တငယ်ချင်းတယောက်လိုခွင့်ပြုထားတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာကလေးမလေးရဲ့ဖခင်ရောက်လာပြီးအရန်ထိတ်လန့်သွားတယ်။သူကသူမကိုချက်ချင်းပွေယူပြီးပြေးသွားတယ်။ဒဏ္ဍာရီရငကားကြီးကိုမြင်တဲ့သူတိုင်းရဲ့ကံကအမြဲတောက်ကလာတယ်လို့ပြောကြတယ်။အမှန်တော့အဲ့ဒီကလေးမလေးရဲ့နာမည်ကကွန်းကွန်းဖြစ်တယ်။သူမကိုမုံတိုင်းထိုင်နေတဲ့ညတညပင်လယ်ကြီးရဲ့အလယ်မှာမွေးခဲ့တယ်။ကိုလာလုံးခက်ခက်ခဲခဲကိုဝင်လွယ်ပြီးနောက်မိခင်ကသူမကိုမွေးခဲ့ပေမဲ့ကလေးကအသက်မရှူနိုင်ခဲ့ဘူးဖခင်ကအရန်စိတ်ပူသွားပြီးကွန်းကွန်းကိုတင်မောဆုံးကိုယူသွားတယ်။ကွန်းကွန်းသာအသက်ရှင်လာရင်တစ်သက်လုံးကောင်းမှုတွေလုပ်ပေးနေမယ်လို့စကားပြောနိုင်တဲ့ငကားကြီးကိုဆူတောင်းတဲ့အဲ့ဒီခဏမှာပင်လယ်ထဲကအပြာရောင်အလင်းတစ်ခုထွက်လာတယ်။အဲ့ဒီအလင်းကတောက်ပတဲ့အယောင်တန်းတစ်ခုဖြစ်လာပြီးကွန်းကွန်းရဲ့ကိုယ်ထဲကိုဝင်သွားတယ်။ဖခင်မတုံ့ပြန်ခင်မှာပဲစကားပြောနိုင်တဲ့ကြီးမားတဲ့အနက်ရောင်ငကားကြီးကရေထဲကနေထွက်လာပြီးကျေလောင်စွာအော်တဲ့အဲ့ဒီနှက်စွမ်းအားကြောင့်ကလေးမလေးကွန်းကွန်းချက်ချင်းကိုလာပြီးအသက်ပြန်ရှင်လာတယ်။ကွန်းကွန်းရဲ့ငိုတန်ကိုကြားတော့ငကားကြီးကတိတ်ဆိတ်သွားပြီးပင်လယ်အောက်ကိုပြန်သွားတယ်။နှစ်20ကြာပြီးနောက်ကွန်းကွန်းအရွယ်ရောက်လာတယ်။ကွန်းကွန်းကကောင်းကင်ကဆင်းလာတဲ့နတ်သမီးလိုလှပတယ်။သူမအိမ်ရှိမှာမင်္ဂလာပွဲအဖြစ်လာရောက်တောင်းဆိုသူတွေအများရန်စီနေတယ်။ဒါပေမဲ့ကွန်းကွန်းကချမ်းသာတဲ့လူငယ်တွေရဲ့တောင်းဆိုမှုတွေကိုမစိတ်ဝင်စားဘူးသူမကငါကအထူးတာဝန်အတွက်မွေးဖွားလာခဲ့တာလို့ယုံကြည်ထားတယ်။ဒီနေ့မှာကွန်းကွန်းထွက်ပြေးနေတော့အေဂျန်ဘီလှုပ်ဝက်ဆန်းကျဲတဲ့လူငယ်တယောက်ကိုတွေ့တယ်။သူ့ကိုမြင်လိုက်တာနဲ့ကွန်းကွန်းလဲကျသွားတယ်။အဲ့ဒီအချိန်မှာကွန်းကွန်းလက်ထဲကပကြီးတစ်ချက်ကျသွားတယ်။အဲ့ဒီပကြီးကကလေးမလေးတယောက်ပုံတစ်ပုံဖြစ်တယ်။အဲ့ဒီကလေးမလေးကလည်းကွန်းကွန်းပဲဖြစ်တယ်ဒီကလေးမလေးကဘာတူလဲ။ဘယ်မှာနေလဲလို့မေးတယ်။ဒါပေမဲ့ကွန်းကွန်းကမပြောဘူးနောက်ခဏမှာလူငယ်ကကွန်းကွန်းလက်ကိုဆွဲပြီးမျက်စိတမိတ်အတွင်းပင်လယ်ကမ်းခြေကိုခေါ်သွားတယ်။သူကထပ်မေးပေမဲ့ကွန်းကွန်းကမပြောဘူး။အဲ့ဒီအခါသူကစဉ်းစားမနေပဲကွန်းကွန်းကိုရေထဲတွန်းချလိုက်တယ်။ကွန်းကွန်းရေနဲ့ထဲနစ်သွားချိန်မှာသူကပြန်ခဲ့ပြီးကမ်းပေါ်ကိုဆွဲထုတ်လာခဲ့တယ်တကယ်တော့အဲ့ဒီလူငယ်ကကလေးဘဝတုန်းကကွန်းကွန်းရဲ့အသက်ကိုကယ်ခဲ့တဲ့စကားပြောနိုင်တဲ့ငကားကြီးပဲဖြစ်တယ်။အခုတော့ငကားကြီးကကွန်းကွန်းစီကိုပြန်လာပြီးကံကြမ္မာနဲ့ကြီးနှောင်ထားတဲ့အရာတစ်ခုကိုပြန်ယူဖို့ရောက်လာတယ်။ဒါဆိုသူကဘာကိုပြန်လိုချင်တာလဲ။ဟောလို့လုပ်ပေးခဲ့ပါအောင်ရှင်။